တော့ပေါ့တယ်ကွာမကီလို့ပေါ့ပါတယ်ဟုတ်အဖွဲ့ဝင်အောင်2ယောက်ကတော့ဒီနေ့မအားလို့မလိုက်ဖြစ်ပါဘူးမကပူကိုတောင်းဝင်သွားတဲ့လမ်းရှောင်းမြင်ရတဲ့လှပတဲ့ရှုခင်းတွေပါသူတို့အရင်ကနေမကပူကိုတောင်း73မိုင်လောက်ဝေးပါတယ်ကာလန်တခြားပင်လယ်ပဲပါကြီးကိုလည်းတွေ့ရတယ်လို့စိမ့်ဆိုတဲ့တောင်တန်းတွေကိုလည်းမြင်နေရပါတယ်ဒီနေ့တော့တောင်တက်မဲ့အချိန်ကိုသမီးကအချိန်ပြောင်းလိုက်ပါတယ်မနေ့ပိုင်းကိုယူလိုက်ပါတယ်မနေ့ပိုင်းဆိုတော့နေသိမ့်မဘူးတော့သိမ့်မမောဘူးဗျာလမ်းကကျွန်းပတ်လမ်းဆိုတော့တစ်ဖက်ကပင်လေတစ်ဖက်ကတောင်တန်းပေါ့ဗျာဒီလမ်းမှာပဲဗျ007 James Bond ရုပ်ရှင်ကားကရိုက်ဖူးတယ်ရုပ်ရှင်ကားနာမည်တော့ကျွန်တော်မေ့နေတယ်ဗျာမကဘူးတောင်ရဲ့အောက်ခြေကိုရောက်တော့မယ်ဗျို့ကိုယ်ရဲ့စောရောက်နေတဲ့လူတွေအများကြီးပဲနာမည်မှာကားရရက်ထားတယ်ဗျို့ကားပါခင်ရောက်ပြီဒီမှာကားရက်ပါပဲဒီမှာတောင်တက်ပေါ့